ခံစားမှုတစ်ခုတည်းကိုရှေ့တန်းတင်ပြီးဘဝကိုကျင်လည်လို့မရဘူးတခါတရံမှာကိုလိုချင်တဲ့အရာတွေကိုစွန့်လို့ရတယ်တခါတရံမှာအဝေးဆုံးကိုထွက်သွားပေးရတယ်ကိုယ်စိတ်အကြိုက်နဲ့စန့်ကျင်ဘက်တွေပဲဖြစ်လာတဲ့အခါပျော်ခွင့်မပေးတဲ့လောကကြီးကိုလည်းအပြစ်တင်လို့မရဘူးဖြစ်ရှင်တာတွေဖြစ်မလာတဲ့အရှိအနေတွေရဲ့မဖြစ်ရှင်တာတွေဖြစ်ပေါ်လာတဲ့ကာလတွေကြားထဲမှာဘဝဆိုတာစံသားနဲ့တစ်ထက်ထဲကြဖို့ခက်ခဲတဲ့အကြောင်းလေးနားလည်လာခဲ့တယ်ဘဝရဲ့ဖြစ်တည်လာတဲ့အရှင်းအရာတွေအပေါ်မှာလဲကြိုက်ရှင်းမကြိုက်ရှင်းကတကန့်သက်သက်လှုပ်တင်လှုပ်ထိုက်တာတွေကိုလှုပ်ရမယ်ဆိုတဲ့အသိစိတ်ကတကန့်သက်သက်သိမှုဒီလောကကြီးတွေကနှုတ်ဆက်ထွက်မသွားခင်တော့အရာရာနဲ့နေသားတကြဖြစ်ဖို့ကြိုးစားရင်